ရဲ့ရှေ့ကဆွဲနေတဲ့နွားနှကောင်ကခြေစုံရက်သွားပြီးနောက်ကိုဆုပ်ရင်ကျိုးစမ်းလာတယ်နွားတွေရဲ့နှာခေါင်းကနေအတန်ကျဲလောင်စွာမှုတ်ထုတ်နေပြီးမျက်လုံးတွေဟာပြူးကျယ်နေတယ်ဟဲ့ကောင်ကြီးသွားလေကွာရှေ့ကိုသွားစမ်းဖိုးသားကနှင်းတန်ဖြင့်နွားကြောကိုရိုက်ကမောင်းတော့လဲနွားမြတ်မှာလုံးဝဆိုရှေ့ကိုမတိုးတော့နေုံဖိုးသားမတင်းမရိုက်နေအောင်ဆရာမင်းကောင်ကလဲပေါ်ကဆင်းလိုက်တယ်သူ့ရဲ့လွယ်ထဲကစိတ်ပတိကိုထုတ်ပြီးလက်မှာပတ်ထားလိုက်တယ်လေပြေအေးတိုက်ခတ်နေပေမဲ့လေတွေကမကောင်းတဲ့အနက်တစ်ခုပါလာတာကိုသူသတိထားမိလိုက်တယ်ပုတ်ခေါင်အောင်အနက်နဲ့သွေးညီနံရောနေတဲ့အနက်ဖြစ်ပါတယ်ဆရာအဲ့ဒီအနက်ရွာထဲမှာလူသေးကန်ကြီးရတဲ့အနက်မျိုးပဲတခုခုတော့မားနေပြီဆရာဖိုးသက်မှာလေရောက်ကိုပဲမစင်းရတော့ပဲသွန့်ဆုံနေတယ်ဆရာမင်းကောင်ကပတ်ဝန်းကျင်ကိုမျက်လုံးကစားလိုက်ပြီးတောရဲ့အမောင်တွေမှာမဲမဲတရံတစ်ခုလှုပ်ရှားသွားသည်ကိုရေကနေမြင်လိုက်တယ်ဖိုးသက်မင်းလဲဘော်ကလုံးဝမစင်းနဲ့ဘာတန်ကြလှဲ့မကြည့်နဲ့နော်ဆရာမင်းကောင်ကလေးတန်တို့ဖြင့်တတိပေးတယ်ဒိုးစင်ခါမှာပဲတဲဟုတ်တင်းကနေအတန်တန်ထွက်လာတယ်မိမတယောက်ရဲ့ငိုတန်လိုကြီးတန်လိုအတန်ရှိကြီးအတန်မှာအလုံးမင်းဝမ်းတဲ့ဝဲကောင်းလာသလိုချက်သိမ်းထားဝဲလဲကောင်းလာတယ်ဒါဖိုးသက်ဒါလေးဖိုးသက်စက်ခနဲ့တုံသွားတယ်ထိုအတန်မှာလွန်ခဲ့တဲ့3နှစ်ခန့်ကစုံမသွားတယ်မိမိရဲ့မိခင်အတန်နဲ့တထထဲတူနေသောကြောင့်ဖြစ်တယ်အမေလားမထုံးနဲ့ဖိုးသက်အဲ့ဒါမေးမဟုတ်ဘူးဆရာမင်းကောင်ကလမ်းသားတော့လေဖိုးသက်မှာဂန္ဓာကြီးအတိုက်ခံရသူတူကဲ့သို့မျက်လုံးမြကပြူးကျယ်ပြီးလဲဘော်ကဆင်းရံပြင်းလိုက်တယ်ဒါအမေစီလာခဲ့ပါဦးအမေရမ်းချမ်းနေလို့အတန်မှာပိုးပြီးနီးကပ်လာတယ်ဖိုးသက်ကလဲဘော်ကခုံဆင်းလိုက်ပြီးအတန်လာတုတ်တဲ့ကိုဝင်ရန်ခြေလမ်းပြင်းလိုက်တယ်ဆရာမင်းကောင်ကအချိန်ဒီမဟန်တာကိုသိသွားပြီးဖိုးသက်ရဲ့လက်မောင်းကိုလှမ်းဆွဲလာတယ်သတိထားစမ်းဖိုးသက်မင်းကိုလှည့်စားနေတာကွာ